ดีเพ่ก็กินดูเพ่ก็ยาวไรอาชีพก็ได้อันนั้นก็เจ้าจะไม่รู้เลยนะเอาว่าเขาดีคีเพ่มันนี่อาชีพก็ได้อันนั้นก็รู้เยอะกูอย่างเจ้าเนี่ยเลยพามปูเวลาเบี้ยจังเลยเล่าเนี่ยยาเลยบ่ไอ้เรามาอายาวบ่คลีเลยมาอายาวจนเลยมาอายาวไอ้เราจนสินซาပြီးတော့ကိုနေတဲ့ကိုလူကြီးအစစ်ပိုင်းကျွန်တော်ခေါ်မိတယ်ကျွန်တော်တို့ရွှေ့ပြောင်းဖို့နေရာရှိတယ်နော်ဘယ်တစ်စက်ပြောင်းဖို့နေရာရှိရနော်မင်းတို့သဘောတူရလားတူတယ်ကောင်းတယ်ဆရာသွားတဲ့နေရာမှာလိုက်မယ်တဲ့အဲ့ဒါကြောင့်မကြကျွန်တော်ကတော့ဒီဘက်ကိုဆက်သွယ်ပြီးတော့ဒီဘက်ကိုလာလိုက်တာဟုတ်ကဲ့ဘာကြောင့်တိုက်လဲဆိုတော့အခုကစစ်ကောင်စီအာဏာရှင်အာဏာယူရလောက်တဲ့အလုပ်မဟုတ်တော့ဘူးလေနော်တနိုင်ငံလုံးနော်ကိုမင်းပါလည်းကိုမသိတော့ဘူးကိုဆွေမျိုးလည်းမသိတော့ဘူးကိုသူငယ်ချင်းလည်းမသိတော့ဘူးအနိုင်ကြည့်လောက်တာပေါ့အဆဆအရရပေါ့အဲ့ဒီမီရှုပြည်သူလူထုပြည်စီဥစ္စာတွေကိုခိုးနော်ပြည်သူလူချိတ်ချောက်ရွာထဲမှာလက်နေကြီးပြစ်ချနော်ဖမ်းရလို့ဖမ်းမင်းကလေးအစားပဲဖြစ်မင်းကလေးတာတချို့တွေကပတိကျမှုခံရတဲ့တဘောနော်စားလိုက်တာတဲ့တဘောနော်ထောင်ထဲမှာကြားလိုက်တဲ့တဘောနော်နှိမ့်ဆက်ခံရတဲ့တဘောအဲ့ဒါကျွန်တော်တို့ကပြည်သူလူထုဓမင်းစားတယ်ကျွန်တော်တို့မွေးထုတ်တာပြည်သူလူထုနဲ့မင်းတော့ပြည်သူလူထုကကျွန်တော်တို့မင်းပါလို့ပဲအခုချိန်ကကျွန်တော်တို့လက်နဲ့ကန်တာပြည်သူလူထုကဒီလောက်ဒုက္ခခံနေတာကျွန်တော်တို့လက်နဲ့ကန်တဲ့အဖွဲ့တွေကပြည်သူလူထုဓမင်းစားတယ်ပြည်သူလူထုအကောက်ခွန်ကိုစားနေကျွန်တော်တို့ဒီလိုကြည့်မလားကျွန်တော်တို့ကြည့်မရဘူးဘာဖြစ်ကြည့်မရလဲကျွန်တော်တို့သက်စာနဲ့သွားအမှန်တရားသွားဒီကဘာဒီလောကထဲမှာရှိတဲ့အသက်ရှင်အချိန်ကာလမှာအမှန်တရားနဲ့ဆက်လျှောက်တယ်သေတဲ့နေ့မှာနိဗ္ဗာန်ကိုရောက်ချင်တယ်အဲ့ဒါကျွန်တော်ကဆက်လျှောက်တယ်ဒီမှာအခုကာလမှာနေရကလေးကြီးအလုပ်တယ်တခါဒီကဘာထဲမှာပြောမယ်ဒီကဘာထဲမှာလူဆိုတာအလုပ်သေရမယ်နော်လူတာအနည်းနေရသေးရတရားလည်းမရှိဘူးနော်သေတဲ့နေ့မှာကောင်းတဲ့လူကတော့နိဗ္ဗာန်ကိုရောက်မယ်မကောင်းတဲ့လူကတော့ငရဲကိုရောက်မယ်ဒါပေမဲ့ကျွန်တော်ကတော့ငရဲကိုကျွန်တော်မသွားချင်တော့ဘူးဒီလောက်ရင်ဆိုင်ရတာကျွန်တော်လက်တော်ခံစားနေရပြီသေတဲ့နေ့မှာကျွန်တော်နိဗ္ဗာန်ကိုရောက်ချင်အဲ့ဒီကျွန်တော်အမှန်တရားနဲ့ဆက်လျှောက်တာအဲ့ဒီကိစ္စနေမှာခင်ဗျာအဲ့ဒီကလေးတွေကကျွန်တော်သူတို့ရင်ဆိုင်ရတဲ့အခက်အခဲတွေသူတို့ကြောက်လာတဲ့ဖြတ်တန်းလာတဲ့အခက်အခဲတွေကျွန်တော်တို့နဲ့တူတယ်ကျွန်တော်တို့လည်းဒီလိုပဲအစားရနေသားတဲ့ကိုနှိမ့်ဆက်ခံရတဲ့အဲ့ဒီချိန်မှာဖုံးအလိုင်းဖုံးတဲ့အခက်မရှိသေးဘူးနော်TV တော့မှမရှိသေးဘူးအဲ့ဒီအခက်မှာအဲ့ဒီဖုံးတဲ့ကန်ရတဲ့လူအဲ့ဒီကောင်လည်းတသေးပြရပြီဒါအခုခေတ်မှာတော့နေသားဘက်မှာတော့တာသူတို့လိမ်မရတော့ဘူးလေလိမ်မရတဲ့ချိန်မှာမြို့ထဲမှာသူတို့ပြန်လှုပ်တယ်ပြန်လှုပ်တဲ့ချိန်မှာအဲ့ဒီကလေးတွေကဒီကိုရောက်လာတကယ်ကလေးတွေလည်းစိတ်မကောင်းဘူးမိဘကိုစားတယ်နော်ကိုညီကိုစားတယ်ကိုသူငယ်ချင်းတွေကိုစားတယ်ထုတယ်နှိမ့်ဆက်တယ်ပတိကျဲတယ်အဲ့ဒါကလေးတွေကခံမနိုင်တော့ကလေးတွေကရောက်လာတယ်အဲ့ဒီကလေးတွေကရောက်လာတာအဲ့ဒါသူတို့ကိုကျွန်တော်ပြောတယ်အခုအမှုတွေပြောင်းလဲကုန်ပြီအခုတိုက်ပွဲကမြန်မာနိုင်ငံထဲမှာနော်မွေးဖွားလာတဲ့မြန်မာနိုင်ငံထဲမှာကိုညီကိုတွေကဘာလူမျိုးပြဘာတာရေးပြတနိုင်ငံတော့ပဲတနိုင်ငံသားပဲတမျိုးတသွေးတသားတွေပဲဖြစ်တဲ့လူပဲပေါ့နော်အဲ့ဒါကျွန်တော်တို့အခုတိုက်တဲ့ပွဲတွေအခုကစုပေါင်းပြီးလာတိုက်နေရတာဆုံပြီးလာဆုံပြီးတွေ့နေရတာကျွန်တော်တို့ဘယ်မှာလူမျိုးတိုက်တာမဟုတ်ဘူးမင်းတို့လည်းကရင်လူမျိုးတိုက်တာမဟုတ်ဘူးခရစ်ယာန်လူမျိုးတိုက်တာမဟုတ်ဘူးဗုဒ္ဓဘာသာလူမျိုးတိုက်တာမဟုတ်ဘူးအာနာယူအာနာရှင်တိုက်တာအဲ့ဒါသူတို့ကလည်းထိတ်ချိုးပြီးတော့နားလည်မှုနဲ့ပြောပြီးတော့တရားနဲ့ဒါကလေးတာတအားလှုပ်ချင်တာပဲဒါမှထိန်းနေတယ်စေကန်းကိုပြန်ချပေးရတယ်နော်ဒါမဲ့စစ်ကောင်စီကလည်းကောင်းတဲ့လူလည်းရှိတယ်မကောင်းတဲ့လူလည်းရှိတယ်အခုကပြောလိုက်မယ်ဆိုရင်တော့လူကြီးရတာမကောင်းဘူးကလေးတွေကတော့ကောင်းတယ်ကလေးတွေကတော့သက်စာရှိတဲ့လူတွေရှိတယ်ဒါမဲ့လူကြီးတွေဘယ်လိုထိတ်ချော့လဲဘယ်လိုလှုပ်လဲတော့အခုတိုက်ပွဲတာတရားနဲ့တရားတိုက်နေရတာစိတ်ရဆင်းရဲတယ်ဗောနော်စိတ်မကောင်းဘူးဗောကိုညီကိုတွေကိုသွေးကိုသွားကိုသားတွေပဲကိုပြန်တိုက်နေရတော့စိတ်ရတော့မကောင်းဘူးဒါမှမကောင်းပေမဲ့လည်းမရဘူးအာနာရှင်ကိုတိုက်ထုတ်ရမယ်အာနာရှင်ကိုမူမလဲရင်စိတ်ကမလဲရင်ဥပဒေအစ်စ်မပြန်ချရင်ကျွန်တော်တို့တိုက်ထုတ်ရမှာပဲဘာဖြစ်လဲအခုတိုက်တက်မှာဆိုတော့ဒီတနိုင်ငံလုံးတကဘာလုံးအဲ့ဒီပွဲကတိုက်ပွဲနော်နိုင်ရမယ်နော်ကျွန်တော်တို့နောက်ဆုံးရင်လည်းတစ်သက်လုံးနောက်ထပ်လာတဲ့ကလေးတွေညီကိုတွေဒုက္ခရောက်မယ်ကျွန်တော်တို့အခုရှင်းထုတ်လိုက်မယ်ဆိုရင်တော့နာပေမဲ့လည်းဒုက္ခရောက်ပေမဲ့လည်းအောင်မြင်မှုရှိတယ်နောက်ကလာတဲ့ကလေးတွေကလည်းအေးဆေးသွားရအောင်ပေါ့နော်အဲ့ဒါကျွန်တော်အတွေ့အမြင်တာအဲ့ဒီလိုပေါ့
အခုအချိန်နေရတော့အခုဒေါ်လာရေးတဲ့မှာဟိုးကျွန်တော်တို့မင်းဘဆွေမျိုးတွေမှာတော့ငြိမ်းချမ်းရေးလိုချင်တယ်ဒီမိုကရေစီလိုချင်တဲ့မင်းဘဆွေမျိုးတွေကတော့အနည်း90ကျော်ပြီနော်ခဏခဏစီရွက်သွားတဲ့တာပဲတဲ့လိုက်ပြီးရင်စပွဲပေါ်မှာတစ်မျိုးပြောနော်ပြောင်းလိုက်ရင်တစ်မျိုးလောက်အခုကအာနာရှင်မင်းအွန်လိုင်းဖဲဘယ်သူလည်းမရောတော့ဘူးအခုတော့မင်းအွန်လိုင်းရဲ့ရဲဘော်တွေကကြီးလန်းတဲ့လာတဲ့ကလေးအရှိတန်းတွေမှာမူရင်စေဝါကြွစေးတဲ့သုံးအယူအောင်ကုန်တယ်အဲ့ဒီကလေးတွေနော်မကြောက်တာတော့ဘူးသွားတယ်ပဲသေးတာပဲအဲ့ဒါမင်းအွန်လိုင်းလောက်ရတော့လက်ခံမရတယ်ပေါ့ပြည်သူလူထုလက်ခံမရတယ်ပေါ့ပြည်သူလူထုတွေကတော့သူ့ကိုကြောက်သွားပြီမင်းအွန်လိုင်းကိုကြောက်သွားမင်းအွန်လိုင်းစေကအာနာတွေကြောက်သွားပြီပေါ့နော်အဲ့ဒါကျွန်တော်အတွေ့အမြင်ရတယ်လို့ပေါ့အဲ့ဒါကိစ္စတွေကတော့ကျွန်တော်တို့ခေါင်းဆောင်ပိုင်းမှာတော့အချက်ရရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့ဝယ်လည်းမျောလင်းစောက်တယ်ပဲကျွန်တော်တို့အခုကဒီကလေးတွေကျွန်တော်တို့တွေရောလက်နဲ့ကင်ဒေါ်လာရေးဝင်တာပြည်သူလူထုကိုတနာတယ်ပြီးတော့လူကြီးကိုယုံကြည်ပြီးကျွန်တော်တို့လက်နဲ့ကင်အသက်နဲ့လဲပြီးတော့ရင်ဆိုင်တာပေါ့ဒါပေမဲ့လူကြီးတွေကပြောတာပဲနော်သူတို့ပြောတယ်သူတို့အကောင့်ထဲကတော့မပေါ်လာဘူးပေါ့မပေါ်လာတဲ့အချိန်မှာဘာမှမဖြစ်ဘူးဒါပေမဲ့ကျွန်တော်တို့ကတော့ဆက်သွားဆက်လုပ်ဝင်ပြီဆိုတော့ပန်းတိုင်ခရီးထိကျွန်တော်တို့ဆက်သွားမှာပဲနော်မကူညီဘာမှဖြစ်ဘူးကျွန်တော်တို့လည်းကျွန်တော်တို့လူတွေကဒီလောက်ကျွန်တော်တို့ညီကိုရဒီလောက်ဆင်းရဲဒုက္ခလာခေါင်ကျွန်တော်ထားခဲ့မရဘူးလေနော်ကျွန်တော်ထားခိုင်းရင်ကျွန်တော်လည်းအပြည့်ပဲသူတို့ကူညီနိုင်ရင်လည်းအမြန်နဲ့ကူညီပေးပါမကူညီနိုင်ရင်လည်းမကူညီနဲ့ပြောကျွန်တော်တို့လာမှကျွန်တော်တို့ဆက်ရှောက်မယ်ကျွန်တော်တို့သွားလို့ရတယ်နော်ကျွန်တော်တို့ဖိုးဖားခေတော့လက်နဲ့မရှိဘူးဒါနဲ့ပဲလိုက်ခုတ်တယ်နော်လေးခွနဲ့လိုက်ပြင်းရတယ်အဲ့ဒီခေမှလည်းသူတို့မယုံရင်သူတို့ပြန်တွေးချင်ရင်လည်းသူတို့တွေးလိုက်မယ်သူတို့တွေးတဲ့နေ့မှာကျွန်တော်တို့ကိုတတိရမယ်ဒါပေမဲ့ကျွန်တော်တို့အခုကရင်ဆိုင်ရတော့ကျွန်တော်တို့သေရဲတယ်မိုက်ယူရဲတာမဟုတ်ဘူးနော်ဆင်းရဲဒုက္ခသားတွေဒုက္ခတွေကျွန်တော်တွေးမရတော့နော်ကျွန်တော်တခါတည်းကျွန်တော်မောတယ်ကျွန်တော်စိတ်ဆင်းရဲတယ်ကျွန်တော်စိတ်ဆင်းရဲကျွန်တော်မောပင်ပန်းတဲ့အချိန်မှာကျွန်တော်မျက်စိမိတ်လိုက်တဲ့အချိန်မှာဒုက္ခတွေပါကိုယ်နိုင်ငံတော့ဟိုးသူများနိုင်ငံမှာအလုတ်သားလုပ်နေရတယ်အနိုင်ကျခံနေရတယ်ဟိုးသူများပြည်မှာဒုက္ခတွေပြေးနေရတယ်ဟိုးရေချုံးပေးမှာဒုက္ခတွေနဲ့အဲ့ဒီကျွန်တော်မျက်စိမိတ်လိုက်အဲ့ဒီအယုတ်တွေကျွန်တော်တွေးလိုက်တာကျွန်တော်အားပြန်ကောင်းလာကျွန်တော်နှုတ်ဆုံးမရဘူးအားငယ်မရဘူးအားပြန်ကောင်းလာကလေးတွေကိုအားပြန်ပေးတယ်ကြိုးစားအနောက်မင်းသားတွေစောင့်နေတယ်နော်ပြည်သူလူထုကိုစောင့်နေတဲ့ငါတို့အောင်မြင်မှုတွေကြိုးစားအဲ့ဒါကျွန်တော်စိတ်ဒီလိုရှိတယ်ပေါ့နော်အဲ့ဒီချိန်မှာကင်းကြီးကိုဖွဲလက်ပါလာတယ်နော်သူတို့လက်ပါလာတယ်ရှစ်တန်းတွေကပူပုံပြီးတိုက်တယ်ပေါ့ကင်းကြီးနဲ့ကျွန်တော်တို့ဖွဲနဲ့ပူပုံပြီးတိုက်နေရတယ်ဒါပေမဲ့ပြည့်နေစက်ကူမလာဘူးနော်စက်ကူတောင်းတာစက်ကူမှာကျွန်တော်တို့ကတိုက်တာဘယ်လာလဲတိုက်ပဲဖြစ်နေတလပိုင်း7ရက်စတိုက်တာ14ရက်15ရက်အထိကျွန်တော်တို့ဝင်တက်လာတော့14ရက်ညမှာကျွန်တော်စက်ကူတောင်းတယ်နော်စက်ကူမလာဘူးတော့15ရက်နေ့မှာလေရင်လာပြည့်တယ်ပြီးတော့လက်နဲ့ကြီးတဲ့အများကြီးနဲ့ပြစ်ချနော်ပြီးတော့အဲ့ဒါကျွန်တော်တို့ကကင်းကြီးရလက်တစ်ခွက်ခွဲထုတ်ရတယ်လေကျွန်တော်တို့ကတစ်ခွက်ကြံတယ်ဆိုတော့အမနိုင်ဘူးတော့ကျွန်တော်တို့ကဆုတ်လိုက်တယ်အဲ့ဒီလိုရှိတာပြည်သူလူထုတွေပေါ့နော်ကိုမင်းဘဆွေမျိုးတွေတခြားနိုင်ငံမှာဖြစ်ဖြစ်ကိုနိုင်ငံမှာဖြစ်တဲ့ကဘာလို့ပဲဖြစ်ဖြစ်သူတို့လည်းတတ်တယ်တော့သူတို့စူးစမ်းပေးတာပဲသူတို့ကလည်းအယံကျေးဇူးတင်ပါတယ်ဒါပေမဲ့အခုခေတ်ကာလမှာတော့တယောက်နဲ့တယောက်အခြေအနေမကောင်းဘူးအလုပ်လည်းမစင်ကြဘူးတယောက်နဲ့တယောက်နော်တတ်တယ်တော့ဝိုင်းဝန်းကူညီရပေါ့မတတ်နိုင်လောက်ရင်နောက်ပဲဆိုတော့တယောက်နဲ့တယောက်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ်ဝိုင်းပြီးစုတောင်းကြပါကျွန်တော်တို့ဘေးအန္တရာယ်ကင်းပါစေတော်လှန်ရေးဒီမိုကရေစီငြိမ်းချမ်းရေးမြန်မြန်ရပါစေအဲ့ဒါပဲကျွန်တော်တောင်းဆိုပါတယ်ခင်ဗျ